သွားစေကန်းကိုသွားတဲ့အခါမှာဆရာဝန်ကပါဇက်ဟာခိုင်းလို့မလို့ဆိုပြီးအကျေကြီးဟာဘူးကြလား congratulations ပါဒါဆိုရင်တော့ကျမတို့ရဲ့ဆိုတဲ့အတန်ကိုပြပြတတ်ထွက်နိုင်သွားပြီဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုကျမကအချစ်ချင်းမြင့်မြင့်နဲ့မျှဝေပေးနေတာဖြစ်ပါတယ်ဒီနေ့မှာတော့ကျမကဆိုတဲ့အတန်ကိုမျှဝေပေးမှာပါဒီအတန်လေးကတော့ long vowel လေးပါပထမအဆုံးဒီအတန်ကိုဘယ်လိုထွက်ရမလဲဆိုတာကို mouth gymnastics နဲ့ကျမကစနစ်တကျမျှဝေပေးပါမယ်ဒီအတန်လေးထွက်ဖို့ရအတွက်ပထမအဆုံးမေးရိုးကိုအောက်ကိုချပေးရမှာဖြစ်ပါတယ်သူအတန်နည်းနည်းလေးကြည်ကြည်ဟရတဲ့အတန်မှာပြီးလို့ရှိရင်တော့ကျမတို့ရှာလေးပါရှာလေးရဲ့ဒီထိတ်ကလေးကအောက်သွားရဲ့နောက်နားလေးမှာလေကက်ရက်နေရာကမာတယ်ကက်ရက်နေရာမဟုတ်ဘဲနဲ့အဲ့ရဲ့နောက်ထပ်ပြီးတော့မှအာကောင်ပြော့တဲ့နေရာလိုမျိုးလေးဒီအောက်နားလေးမှာရှိပါတယ်အဲ့နေရာလေးမှာတော့ထိလိုက်ပါအဲ့လိုထိလိုက်တဲ့အခါကျရင်ဒီရဲ့ရှာနောက်ကိုဒီလိုပို့လိုက်တယ်လို့ဖြစ်သွားတာပေါ့အဲဆိုအဲ့ဒါပြီးလို့ရှိရင်တော့ကျမတို့ရဲ့နှက်ခမ်းမှာနှက်ခမ်းကဒီအတန်ထွက်ဖို့အတွက်ဆိုရင်ဘာမှလုပ်စရာမလိုဘူးနှက်ခမ်းကိုစူတာတို့ဟီဟီဒီလိုမျိုးရည်တဲ့အတန်မျိုးတို့ဘာမှလုပ်စရာမလိုဘဲနဲ့ relax အနေထားမှာထားပြီးတော့အတန်ထွက်ရမှာပါခုနပြောခဲ့သလိုပဲ long vowel ဖြစ်ပါတယ် long vowel ဖြစ်တဲ့အတွက်ကြောင့်မလို့အတန်နှစ်တန်စာလေးဆွဲပြီးမှထွက်ပေးရမှာပါနောက်တစ်ခုကဒီအတန်လာတဲ့နေရာပေါ့နော်ကျမတို့ဒီအတန်ကိုဒီနားလေးရှေ့နားလေးမှာပဲထွက်တဲ့အတန်မဟုတ်ဘူးねဒီကနေပြီးတော့မှလာတဲ့အတန်ဖြစ်ရမှာပါဒီအတန်မှာကျမတို့ကအတန်ဒီဆိုတဲ့အတန်ကစင်တူတာနှစ်ခုရှိပါတယ်ဒီဟာကတော့ဆိုတဲ့ပါဇက်ဒီလိုဟာတဲ့အချိန်မှာထွက်ရတဲ့အတန်နဲ့ရဲ့ long vowel ပါနောက်ထပ်တစ်ခုကတော့ကျမတို့ရွှာတန်ဆိုပြီးတော့အတန်ဒီလိုမျိုးလေးနှက်ခမ်းလေးကိုနည်းနည်းလေးပဲဟာပြီးမှအတန်ထွက်တဲ့ရွှာတန်ရဲ့ long vowel ပါအဲ့ဒါကတော့ဒီလိုအတန်ထွက်တာပါဒီနှစ်ခုကမတူပါဘူးเนาะဆိုဒီကနေပြီးမှအတန်ထွက်တယ်ပါဇက်ကိုပို့ရမှခြေခြေဟရပါတယ်မတူပါဘူးเนาะသူ့ရဲ့ phonetic symbols လေးကတော့ဒီလိုမျိုးလေးပြပေးရပါတယ်ဆိုတော့ကျမတို့ A လေးကိုမှဝိစာနှလုံးပေါက်အပြောက်ကလေးနှစ်ပြောက်ထည့်ထားသလိုပုံစံလေးပါfather heart class garden bath ဒီနေရာမှာ bath bath ကအတန်ထွက်ပုံထွက်နည်းနှစ်မျိုးထွက်ကြပါတယ်သူက standard British နေနဲ့ဆိုလို့ရှိရင်တော့ကျမတို့ကဒီအတန်နဲ့ထွက်ပြီးတော့မှ bath ဒီလိုအတန်ထွက်ပါတယ်ဒါပေမဲ့သူတို့ရဲ့ Northern England မှာဆိုတဲ့အတန်နဲ့အတန်ထွက်ပါတယ် bath ဒါကြောင့်မလို့ bath ပဲဖြစ်ဖြစ် bath ပဲဖြစ်ဖြစ်နှစ်ခုစလုံးကမှန်တယ်လို့ပြောလို့ရပါတယ်เนาะနောက်ထပ်တစ်ခု car star အကုန်လုံးကဒီတန်နဲ့ထွက်ပေးရပါတယ် British pronunciation အရာကျမတို့က car star heart garden ဒီနေရာတွေမှာဒီစလုံးတွေမှာပါပါတယ်အဲ့ဒီလေးကိုသူကအတန်ထည့်ပြီးတော့မှ r ဆိုတဲ့အတန်ထည့်ပြီးတော့မှမထွက်ပါဘူး car မထွက်ပါဘူးเนาะဒါက British ပါ American ကတော့အတန်ထည့်ထွက်ပြီး British မှာတော့အတန်ထည့်ပြီးတော့မှမထွက်ပါဘူးရှင်နောက်ထပ်တစ်ခုကတော့ father မှာပါတဲ့ er ပါ er ကိုကျမတို့က father အဲ့လိုမျိုးမထွက်ပါဘူးချွာဆောင်းလေးနဲ့father ဒီလိုလေးအတန်ထွက်ပါတယ်ရှင်ဒါဆိုရင် sentence လေးတွေဆက်ပြီးတော့မှလေ့ကျင့်ကြည့်ကြရအောင်ပါရှင် My father bought a new car My father bought a new car My father bought a new car They love to dance in the park They love to dance in the park
His heart beat fast during the test. His heart beat fast during the test. ဒီခါမှာတော့ကျမတို့မြန်မာလန်နဲ့အများစုအတန်ထွက်လွဲနေတဲ့စကားလုံးလေးတွေကိုမျှဝေပေးပါဦးမယ်နော် ask ask မဟုတ်ပါဘူး ask လို့ထွက်ပါတယ်ကျမတို့က cat cat မှာပါတယ်လို့မျိုးဆိုတဲ့အတန်လေးနဲ့ပေါင်းပြီးတော့တွားပြီးမှပေါ့နော်ထွက်မိနေတာ ask လို့ထွက်မိနေတာပါမဟုတ်ပါဘူးနော် ask လို့အတန်ထွက်ရပါတယ်နောက်တစ်ခုကလည်းဆိုတဲ့အတန်နဲ့ထွက်ပြီးတော့မှမှားတဲ့အတန်ပါပဲ half လို့ထွက်မိနေတာပါ half answer ဒီနေရာမှာလည်းဒီလိုပါပဲ answer လို့ထွက်မိနေတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီရဲ့အတန်အတွက်အမှန်လေးကလည်း answer ဆိုဒီကနေအတန်လေး answer နောက်ထပ်တစ်ခုကပြောလိုက်ရင်အရင်အံ့ဟောသွားမှာပါ dance ပါ dance လို့ကျမတို့အတန်ထွက်ကြတာများပါတယ်အဲ့ဒီအတန်ကလည်းဒီလိုပဲ sound နဲ့အတန်ထွက်ပါတယ် dance နောက်ထပ်တစ်ခုကတော့ fastမဟုတ်ပါဘူးရှင်အားလုံးပဲဒီဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့နိုင်ဖို့ရအတွက် channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ရှင်။သိချင်တဲ့အတန်လေးတွေရှိရင်လည်း comment မှာရေးပေးခဲ့နိုင်ပါတယ်။ကျွန်မကအကောင်းဆုံးကြိုးစားပြီးတော့မှပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ Stay rooted and keep learning. Bye bye.